လူလူကြီးပွားရေးပုံနှိပ်တိုက်နှင့်250ခီအပိုင်းနှင့်1984ခုနှစ်တွင်ဖြစ်ပွားခဲ့သောကြောက်မက်ဖွယ်မန္တလေးမီးကြီးနှင့်1988ခုနှစ်အရေးခင်းများကြားမှာပင်ဒေါ်မာသည်ပျောက်ကွယ်လူနီးပါးဖြစ်နေသောစစ်ကြိုခေတ်မန္တလေးအကြောင်းကိုလစဉ်မဂ္ဂဇင်းများ၌ဆောင်းပါးများရေးသားကာမှတ်တမ်းတင်နိုင်ခဲ့သည်ထို့အတူပင်1993ခုနှစ်တွင်ထွက်ရှိခဲ့သောရတနာပုံမန္တလေးကျမတို့မန္တလေးစာအုပ်သည်လည်းထိုနည်းတိုင်းပင်ဖြစ်သည်ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့်မန္တလေးမြို့တော်အားပြောင်းလဲပြစ်နေသောစီးပွားရေးအင်အားစုများကိုရင်ဆိုင်ရင်းယနေ့ခေတ်လူငယ်များအတွက်မန္တလေးမြို့တော်ဟောင်း၏စိတ်ဓာတ်နှင့်အလှတရားများကိုပုံဖော်ပြသရန်ရဲဝံ့စွာကြိုးပမ်းခဲ့သည်ဝမ်းနည်းစရာကောင်းသည်မှာနိုင်ငံသားငွေလိုအပ်ချက်ကြောင့်စက္ကူရည်သွေးညံဖြင်းခြင်းစာမျက်နှာရေးအတွက်ကန့်သတ်ခံရခြင်းနှင့်အဖြူမဲ့တရုတ်ဖော်ပုံများဝေဝါးခြင်းတို့ကြောင့်ထိုစာအုပ်သည်ဒေါ်မာယူမှန်းထားသလောက်အဆင့်တန်းမျိုးမမီခဲ့ခြင်းပင်ဖြစ်သည်ယနေ့ခေတ်စာအုပ်ထုတ်ဝေသူများရရှိသည့်နည်းပညာနှင့်ငွေကြေးအရင်းမြစ်များရရှိနိုင်ပါစေဟုဆန္ဒပြုမိသည်သို့သောအချိန်ကာလသည်လက်ရှိအချိန်သို့လျင်မြန်စွာရောက်ရှိလာခဲ့ပြီဖြစ်၍လူမှုမောင်နှံအစောပိုင်းနှစ်ကာလများစီသို့ပြန်သွားပြီးသူတို့၏ပုံနှိပ်ထုတ်ဝေမှုများကိုအာဏာပိုင်များကအဘဲကြောင့်မကြာခဏလက်မခံဖြစ်ခဲ့ကြသလဲမှန်တကယ်ယနေ့တိုင်အဘဲကြောင့်သူတို့၏စာပေများစစ်စစ်ဖြတ်တောက်ခံနေကြရသလဲဆိုသည်ကိုပြန်လည်လေ့လာကြည့်ရန်လိုအပ်ပါသည်လူမှုမောင်နှံ၏အစောပိုင်းထုတ်ဝေခဲ့သောစာအုပ်များကိုလေ့လာကြည့်ပါကသူတို့သည်ဘဲကြောင့်အစိုးရ၏တန်တရားဝင်မှုကိုမကြာခဏခံခဲ့ရသည်ကိုမြင်တွေ့နိုင်သည်အမျိုးသား၏လှုပ်ရှားမှုကိုတိုက်ကြစွာအားပေးထောက်ခံသူတဦးဖြစ်သည့်မတ်အမာသည်1936ခုနှစ်ရန်ကုန်တက္ကသိုလ်ကျောင်းသားတပိတ်တွင်ပါဝင်ခဲ့သည်တစ်ချိန်တည်းမှာပင်ဦးလာသည်လည်းသူ၏ကြီးပွားရေးမဂ္ဂဇင်းဆောင်းပါးများမှတဆင့်အမျိုးသား၏လှုပ်ရှားမှုများအပေါ်စာနာထောက်ခံမှုများကိုထုတ်ဖော်ပြသခဲ့သည်၎င်းမဂ္ဂဇင်းသည်စစ်မဖြစ်မီကမြန်မာဘာသာဖြင့်ထုတ်ဝေသည့်ဩဇာအရှိဆုံးမဂ္ဂဇင်းထဲမှတစ်ခုဖြစ်သည်မတ်အမာ၏ပထမဆုံးသောစာပေလက်ရာကို1938ခုနှစ်နိုဝင်ဘာလတွင်မန္တလေးမြို့ရှိကြီးပွားရေးပုံနှိပ်တိုက်မှထုတ်ဝေခဲ့သည်၎င်းစာအုပ်မှာ Maury College ၏ Trace in Burma ကို College ကြုံခဲ့ရသောမြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုခင်းများအမည်ဖြင့်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်ကိုလိုနီခေတ်အုပ်ချုပ်ရေးစနစ်အဆင်မပြေမှုများအကြောင်းကို College ၏ဖော်ပြချက်ကြောင့်ထိုစာအုပ်မြန်မာဘာသာပြန်သည့်အောင်မြင်မှုကြီးစွာရရှိခဲ့သည်မူရင်းစာအုပ်မှာ1938ခုနှစ်ဖေဖော်ဝါရီလတွင်မှထွက်ရှိခဲ့ခြင်းဖြစ်တော်လဲမတ်မာသည်သတင်းစာဆရာပြီးလျင်မြန်စွာပင်ဘာသာပြန်ဆိုနိုင်ခဲ့သည်မန္တလေး၌သူမတက်ရောက်ခဲ့သောကျောင်းမှကျောင်းဆရာကြီးဦးရာဇက်ကထိုစာအုပ်ကိုပေး၍ဘာသာပြန်အကြံပြုခဲ့သောကြောင့်ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်သည်1939ခုနှစ်ဇွန်လတွင်ဦးလာသည်ဆိုဗီယက်ယူနီယံအပြောင်မြောက်ဆုံးပုံစံဖြင့်ရေးသားထားသည့်ဆိုဗီယက်ရုရှားစာအုပ်ကိုထုတ်ဝေခဲ့သည်ဒုတိယကမ္ဘာစစ်အတွင်း၌မူမည်သည့်စာအုပ်များမထုတ်ဝေနိုင်ခဲ့တော်လဲဒေါ်မာသည်1945ခုနှစ်တွင်ဝမ်ဒါဝစ်ဆလပ်စကာ၏ The Rainbow ကိုတက်တန်ရောင်အမည်ဖြင့်ဘာသာပြန်ဆိုခဲ့သည်ထိုစာအုပ်သည်ဂျာမန်တို့၏ယူကရိန်းအပေါ်ကျူးကျော်မှုနှင့်ရုရှားပျောက်ကြားတပ်များ၏ရဲရဲဝံ့ဝံ့ပြန်လည်ခုခံမှုများအကြောင်းရေးသားထားပြီး1943ခုနှစ်တွင်စတာလင်ဆုချီးမြှင့်ခြင်းခံခဲ့ရသည်မြန်မာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တခင်တန်းထွန်းကထိုဘာသာပြန်စာအုပ်အတွက်အမှားစာရေးပေးခဲ့သည်1946ခုနှစ်တွင်ဒေါ်မာသည်ဂန်သန်စတိန်၏ The Challenge of Red China ကိုကွန်မြူနစ်တရုတ်ပြည်အင်အားပြိုင်ပွဲအမည်ဖြင့်ဘာသာပြန်ဆိုခဲ့ပြီးရင်းဆောင်မှာကွန်မန်ဒန်နှင့်ပဋိပက္ခတွင်ကွန်မြူနစ်များအားတရုတ်ပြည်သူတို့၏ထောက်ခံမှုအပေါ်ဝေဖန်သုံးသပ်ချက်ဖြစ်သည်1950ခုနှစ်တွင်ဒေါ်မာသည်ဗီယက်နမ်လွတ်မြောက်ရေးလှုပ်ရှားမှုကိုဖော်ပြထားသည့်သမ္မတဟိုချီမင်း၏ထုတ်ပတ်တီကိုရေးသားခဲ့သည်1992ခုနှစ်ခင်မုန်းဖြစ်သူလူလူဦးလာကွယ်လွန်ခြင်း10နှစ်ပြည့်အထိမ်းအမှတ်ပွဲတစ်ခုတွင်ဒေါ်မာကဦးလာသည်တည်ဆဲဥပဒေအလွန်တိကျစွာလေးစားလိုက်နာခဲ့သူဖြစ်ပါသည်သို့တော်လည်းသူ၏ဘဝတစ်လျှောက်တွင်9ကြိမ်တိုင်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်တစ်ကြိမ်တွင်1953 56စတုတ္ထအကြိမ်ဖမ်းဆီးခြင်းပုံမှန်9ညအရထောင်3နှစ်3လ9ရက်ကြာခံခဲ့ရသည်1950ပြည့်နှစ်အရေးပေါ်စီမံချက်အဥပဒေပုံမှန်9ညသည်များပြည်သူငြိမ်းချမ်းရေးသို့မဟုတ်နိုင်ငံတော်လုံခြုံရေးကိုချိန်ချောက်သည့်ယူဆရသောအကြမ်းမဖက်သည့်လှုပ်ဆောင်မှုများအတွက်ကာလရှည်ထောင်ဒဏ်များချမှတ်ရန်ပြဋ္ဌာန်းထားသည်
ယနေ့တိုင်းနိုင်ငံအကျဉ်းသားများကိုစီရင်ချက်ချရာတွင်မကြာခဏအသုံးပြုနေစေဖြစ်သည်ဒေါ်မာကခမောင်းဖြစ်သူအားရည်စူးပြီးဤဟောပြောချက်ကိုစာအုပ်ငယ်တအုပ်ဖြင့်ထုတ်ဝေရန်လှုပ်ဆောင်စဉ်စာပေစီစီရေးမှဤစာပိုက်ကိုခြံလိုက်ရန်အမိန့်ပေးခဲ့သည်အဘဲကြောင့်ခြံလိုက်ခိုင်းသည်ကိုရှင်းရှင်းလင်းလင်းမသိရပေအထက်ပါစာအုပ်ကောင်းစဉ်များနှင့်လူလူသတင်းစာ၏လေသံများကိုကြည်ချင်းအားဖြင့်ជីဝါရေးပုံနေတိုက်စိတ်အားထက်သန်မှုများသည်မိသည့်ဘက်သို့ရိမ့်နေသည်ဆိုသည်မှာထင်ရှားလာပေသည်လက်ဝဲရင်းသောကွန်မြူနစ်ဝါဒကိုလိုလားသောပုံနေတိုက်တစ်ခုဖြစ်ခဲ့သည်သို့သော1945ခုနှစ်နောက်ပိုင်းတွင်ပုံနေတိုက်ပိုင်ရှင်များကိုယ်တိုင်ကွန်မြူနစ်ပါတီဝင်များဟုတ်မဟုတ်ကိုမူအတိအကျမပြောနိုင်ပေ1945ခုနှစ်နွေဦးကာလတွင်မန္တလေးမြို့သည်ဂျပန်တို့လက်အောက်မှလွတ်မြောက်ခဲ့ပြီးနောက်ဖက်စစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်ဖဆပလဤပထမဆုံးသောဌာနခွဲကိုမန္တလေး၌တည်ထောင်ခဲ့သည်ဦးလာသည်ဖဆပလအဖွဲ့၏အတွင်းမှုဖြစ်လာခဲ့သည်နောက်ပိုင်းတွင်1945ခုနှစ်ဇူလိုင်လ၌ကျင်းပခဲ့သောဖဆပလ၏အရေးပေါ်ညီလာခံတွင်ဖဆပလအဖွဲ့အတွင်းရှိကွန်မြူနစ်ပါတီဝင်အားလုံးကိုထုတ်ပယ်ရန်အဖွဲ့ဝင်များကမဲခွဲဆုံးဖြတ်ခဲ့ကြသည်ဦးလာသည်မဲခွဲဆုံးဖြတ်ရာတွင်မဲမပြီးဘဲကြားနေခဲ့သည်ထိုချိန်မှစ၍ကွန်မြူနစ်မဟုတ်သောဖဆပလခေါင်းဆောင်များနှင့်စစ်တပ်ခေါင်းဆောင်များသည်ဦးလာဤရေရှည်ရည်မှန်းချက်များအပေါ်တန်တရားပွားလာခဲ့ကြပုံရပြီးသူတို့နှင့်အတူပူးပေါင်းမဲမပေးခဲ့သည့်အတွက်ဦးလာအပေါ်မကျေနပ်စိတ်များရှိခဲ့ကြဟန်တူပါသည်1953ခုနှစ်ဩဂုတ်လတွင်လူထုသတင်းစာ၌ပြစ်ခတ်မှုတစ်ခုကြောင့်သတင်းဖော်ပြခဲ့ရာအစိုးရက၎င်းသတင်းမှာမဟုတ်မမှန်ဟုငြင်းဆိုခဲ့သည်ထို့ကြောင့်ဦးလာသည်ခေတ္တခဏဖမ်းဆီးခံခဲ့ရသောလဲအာမခံဖြင့်ပြန်လည်လွတ်မြောက်လာခဲ့သည်ထိုနှစ်အောက်တိုဘာလတွင်ရန်ကုန်မြို့၌တက္ကသိုလ်ကျောင်းပေးရကာလကိုတစ်လမှနှစ်ပတ်သို့လျှော့ချလိုက်သည့်အတွက်ကျောင်းသားဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးအောက်တိုဘာလ2ရက်နေ့တွင်ကျောင်းသားအဆောင်တစ်ခုဖြစ်သောအင်းဝဆောင်၌ကျောင်းသားနှင့်ရဲတပ်ဖွဲ့အကြားအကြမ်းဖက်မှုဖြစ်ပွားခဲ့သည်ထိုစဉ်ကအဆိုပါကျောင်းသားများကိုကွန်မြူနစ်များကမြောက်ပင့်ပေးနေခြင်းဖြစ်သည်ဟုယေဝုယယုံကြည်ခဲ့ကြသည်အဆိုပါအကြမ်းဖက်မှု၏နောက်ဆက်တွဲဖြစ်မန္တလေးမြို့တွင်ကျောင်းသား6ဦးနှင့်အတူဦးလာပါထပ်မံဖမ်းဆီးခံခဲ့ရသည်ဖမ်းဆီးခံခဲ့ရသည့်ကျောင်းသားများထဲမှကျောင်းသားခေါင်းဆောင်တဦးဖြစ်သူမောင်တာနိုးကသူ၏ဦးလာအကြောင်းမတ်တရားစာစုများ၌ရေးသားခဲ့ရာတွင်သူသိသလောက်ဦးလာသည်ထိုစဉ်ကကျောင်းသားများနှင့်မြည်သည့်ဆက်သွယ်မှုများမရှိခဲ့သလိုဖဆပလအစိုးရယုံကြည်နေတကဲ့သို့လည်းမြည်သည့်လက်ဝဲချင်းပါတီပေါ်တွင်မျှပတ်သက်ထားခြင်းမရှိကြောင်းရေးသားခဲ့သည်ဖဆပလခေါင်းဆောင်များသည်ဦးလာအပေါ်ဤမျှအထိရန်ညှိုးထားလိမ့်မည်ဟုမိမိဘယ်တော့မှမထင်ခဲ့မိကြောင်းနှင့်ပုံမှန်9ညဖြင့်ဦးလာကို3နှစ်ကျော်ထောင်ချခဲ့ခြင်းမှာတရားမျှတမှုမရှိကြောင်းမောင်တာနိုးကဆက်လက်ရေးသားခဲ့သည်ခင်မုန်းဖြစ်သူဦးလာအဖမ်းခံရချိန်တွင်ဇနီးဒေါ်အမာနှင့်ကြံရစ်ခဲ့သောသားသမီး9ဦးစလုံးမှာငယ်ရွယ်သည့်အချိန်ဖြစ်သဖြင့်ဖဆပလအစိုးရပေါ်ဒေါ်မာ၏အမြင်မှာပုံမူဆိုးရွားစေခဲ့သည်လူထုသတင်းစာမှာလည်းဆိုဗီယက်အုပ်စုငြိမ်းချမ်းရေးလှုပ်ရှားမှုများနှင့်တရုတ်နိုင်ငံပါဝင်အရှေ့အုပ်စုဆိုရှယ်လစ်နိုင်ငံများကိုအားပေးထောက်ခံနေခဲ့သည်ဦးလအထိန်သိမ်းခံရနေရစဉ်ဒေါ်မာသည်နာမည်ကျော်စာရေးဆရာနှင့်ဘာသာပြန်ဆရာကြီးရွှေဦးတောင်းအားလူထုသတင်းစာအယ်ဒီတာအဖြစ်ခန့်အပ်ခါသတင်းစာကိုဆက်လက်ထုတ်ဝေခဲ့သည်1960ကျော်ကာလများတွင်အကြီးဆုံးသားဖြစ်သူဆိုဝင်လည်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်နောက်ပိုင်းတွင်သူသည်ဗမာပြည်ကွန်မြူနစ်ပါတီသို့ဝင်ရောက်ခဲ့ပြီး1968ခုနှစ်နောက်ပိုင်းတွင်ပဲခူးရိုးမှအတွင်တုတ်တင်ရှင်းလင်းခံခဲ့ရသည်ဒုတိယသားဖြစ်သူတန်ချောင်းသည်လည်းဘာကပမြေရောက်လှုပ်ရှားမှုသို့ဝင်ရောက်ခဲ့ပြီးယခုအခါပြည်ပရောက်ရှိနေသည်ငယ်ဆုံးသားငိမ့်ချမ်းစာရေးဆရာညီပူလေးသည်လက်ရှိတွင်1010နှစ်ကြာခံနေရသည်ညီပူလေးသည်1990ပြည့်နှစ်ခရစ်စမတ်နေ့တွင်မတရားသင်းဆက်သွယ်မှုဖြင့်ဖမ်းဆီးခံခဲ့ရသည်သို့သောသူသည်လူထုတော်မာ၏သားဖြစ်နေသည့်အတွက်ကြောင့်သာဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟုလူအများကကြေကြေပြန့်ပြန့်ယုံကြည်ထားကြသည်စာရေးသူဦးလာ၏အထိန်သိမ်းခံရသည့်အချိန်မီများသည်ယနေ့ခေတ်နိုင်ငံရေးအကျဉ်းသားများတွေ့ကြုံနေရသည့်ထက်များစွာသက်သာပုံရသည်မိသားစုထံသို့
စာရေးသားခွင့်ရခြင်းအကျဉ်းသားပုံစံမျိုးစုံနှင့်လွတ်လပ်စွာတွေ့ဆုံခွင့်ရခြင်းတို့အပြင်အကျဉ်းသားများအကြားအားကစားပြိုင်ပွဲများနှင့်ဘောလုံးပွဲများကိုပင်စီစဉ်ကျင်းပခွင့်ရခဲ့သည်ဦးလာသည်ရသမျှအခွင့်အရေးတိုင်းကိုအကျိုးရှိရှိအသုံးချခဲ့ကာအကျဉ်းသားများ၏ဘဝအကြောင်းကိုလေ့လာမှတ်တမ်းတင်နိုင်ခဲ့သည်ဦးလာပြန်လည်လွတ်မြောက်လာပြီးနောက်1959ခုနှစ်မှ1981ခုနှစ်အတွင်းသူ၏လေ့လာတွေ့ရှိချက်များနှင့်အကျဉ်းသားများနှင့်တွေ့ဆုံပြောဆိုမှုများကိုအခြေခံထားသည့်တိကျစာပေလက်ရာ9ခုကိုထုတ်ဝေခဲ့သည်ဇနီးနှင့်သားသမီးများထံထောင်တွင်းမှပေးသည့်စာများအပါအဝင်ဤစာပေလက်ရာများအားလုံးတွင်တွေ့မြင်ရသည်မှာ1933ခုနှစ်ကတည်းကလူငယ်များကြီးပွားရေးအသင်းထုတ်ဝေမှုဖြစ်သောကြီးပွားရေးမဂ္ဂဇင်းကိုအက်ဒီတာဖြစ်တာဝန်ယူခဲ့သူ၏စေနာထက်သန်သောလူမှုပြုပြင်ပြောင်းလဲရေးသမားတို့၏ပုံရိပ်ပင်ဖြစ်သည်ကံကောင်းထောက်မှစွာပင်ဤထောင်တွင်စာအုပ်များအနက်မှနှစ်အုပ်ကိုအင်္ဂလိပ်ဘာသာသို့ပြန်ဆိုနိုင်ခဲ့သည်1958ခုနှစ်တွင် UNESCO ဆုရရှိခဲ့သောလောင်ချိုင်တွင်းမှငှက်ငယ်များစာအုပ်ကို1984ခုနှစ်တွင်ဒေါက်တာစိန်တူက The Caged Ones အမည်ဖြင့်အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့သည်လူငယ်အကျဉ်းသား16ဦး၏ဘဝကိုပွင့်လင်းစွာစာနာနားလည်မှုရှိစွာဖြင့်ရေးသားထားကာ၎င်းတို့အားရာဇဝတ်သားများဖြစ်လာစေရန်တွန်းပို့ခဲ့သည့်လူမှုရေးဖိအားများအကြောင်းကိုလည်းဖော်ပြထားသည်နောက်ထပ်စာအုပ်တုပ်ဖြစ်သည့်စစ်အချစ်နှင့်ထောင်1960ခုမူ1983ခုနှစ်တွင်စာရေးသူမိတ်ဆွေများဖြစ်ကြသောဒေါက်တာကက်သလင်းဖော့ဖ်နှင့်သူမ၏ခင်မွန်းဒေါက်တာတန်းထွန်းတို့ကဘာသာပြန်ဆိုခဲ့ကြသည်အင်္ဂလိပ်ဘာသာပြန်ဖြင့်1986ခုနှစ်တွင်ကြီးပွားရေးပုံနှိပ်တိုင်းမှထုတ်ဝေခဲ့သောအဆိုပါစာအုပ်အတွက်အလွန်စီလျော်သည့်အမည်မှာ The Vitamin ဖြစ်သည်ဦးလာသည်သူ၏စာအုပ်နိဒန်းတွင်အောက်ပါအတိုင်းရေးသားထားသည်ကျွန်တော်သည်ကလေးဘဝမှစ၍ယခုချိန်ထိရန်ကုန်အကျဉ်းထောင်အတွင်းပြည်ထောင်9နှစ်ခန့်ကြာခံနေရသည့်လူငယ်တဦးအကြောင်းကိုတင်ပြထားပါသည်သူ၏ဖြစ်ရသည်စာဖတ်သူအားကမ္ဘာစီးပွားပြက်ကကြီးအတွင်းတောင်သူလယ်သမားများ၏ဆင်းရဲဒုက္ခများစစ်ပြေးဒုက္ခတွေများအဖြစ်အိန္ဒိယနိုင်ငံသို့ခီးကျန်းနှင်ခဲ့ရပုံနှင့်လမ်းခရီးတွင်တွေ့ကြုံခဲ့ရသည့်ဒုက္ခများမဟာမိတ်လေဒီစစ်တီတဦးအပေါ်ဂျပန်တို့ရက်ဆက်စွာဆက်ဆံမှုများမဟာမိတ်တပ်များကမြန်မာနိုင်ငံပြန်လည်သိမ်းပိုက်ပုံများအကျဉ်းသားတဦးရာဇဝတ်မှုကျူးလွန်ရခြင်းအကြောင်းရင်းများနှင့်ထောင်များပြုပြင်ပြောင်းလဲမလုပ်ဆောင်မီကထောင်များတွင်ခံစားခဲ့ရသည့်လူမဆန်စွာနှိပ်စက်ခံရခြင်းအကြောင်းများကိုပါသိရှိလာစေလိမ့်မည်သူကဆက်လက်ပြီးဤသို့ဆိုထားသည်အကျဉ်းသားတွေအကြောင်းကျွန်တော်အများကြီးရေးထားလို့ကျွန်တော်ဟာရာဇဝတ်သားဒီဘက်မှာပါနေတယ်လို့စာဖတ်သူအနေနဲ့မမြင်စေလိုပါဘူးဒါပေမဲ့ကျွန်တော်ရှင်းရှင်းလင်းလင်းပြောချင်တာကသူတို့ဟာဆိုးရွားတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကောင်းကျူးလွန်ခဲ့နိုင်ပေမဲ့သူတို့ဟာတိရစ္ဆာန်တွေမဟုတ်ဘူးဆိုတာပါပဲသူတို့နောင်တရခဲ့မယ်ဆိုရင်ကျွန်တော်တို့လူအဖွဲ့အစည်းမှာပြန်လည်လက်ခံသင့်တယ်ဆိုတာကိုကျွန်တော်တို့အခိုင်အမာယုံကြည်ပါတယ်ဒီစာအုပ်ဟာမြန်မာနိုင်ငံအစိုးရနဲ့နိုင်ငံသားများအနေနဲ့ရာဇဝတ်သားတွေကိုနားလည်ဖို့အနေငယ်နဲ့ရှုမြင်သုံးသပ်ပြီးရာဇဝတ်မှုကိုကာကွယ်ဖို့နည်းလမ်းတွေရှာဖွေဖို့အားပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ယနေ့မြန်မာနိုင်ငံတွင်တာမန်ရာဇဝတ်မှုများအပြင်နိုင်ငံရေးရာဇဝတ်မှုအသစ်များစွာရှိနေကြရာဥလာ၏စာပိုက်များသည့်လူအများအားခါတတ်သောအပြုံးသို့မဟုတ်တယောပြုံးတစ်ခုကိုဆောင်ကျင်းပေးနိုင်ပါသည်မည်သို့ပင်ဖြစ်စေဥလာ၏စေနာနှင့်ကံမကောင်းသူများကိုကူညီလိုသောသူ၏ဆန္ဒအပေါ်ဤသို့မျှတန်တရားဖြစ်ပွယ်မရှိသည်မှာအသေးချပင်ဖြစ်သည်ဥလာ၏ထောင်တွင်းစာအုပ်များနှင့်အတူလူမှုရေးနှင့်သမိုင်းဆိုင်ရာအရေးပါသောလက်ရာများမှာရခိုင်ကလူထုသတင်းစာတွင်ဖော်ပြခဲ့သည့်အကြောင်းအရာများကိုပြန်လည်စုစည်းထားသောသတင်းစာများကပြောပြတဲ့သမိုင်းစာအုပ်တွဲများပင်ဖြစ်သည်ဤစာအုပ်တွဲများကို1968နှင့်1969ခုနှစ်များတွင်ထုတ်ဝေခဲ့ခြင်းမှာ1968ခုနှစ်ဇူလိုင်လ9ရက်နေ့တွင်ဦးနေဝင်းအစိုးရကလူထုသတင်းစာကိုထုတ်ဝေခွင့်ပိတ်ပင်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ပါသည်ရန်ကုန်မြို့တွင်သာအဓိကရည်ညွှန်းကိုးကားရမည့်စာကြည့်တိုက်ကြီးတစ်ခုရှိပြီးမိဘနှင့်ပိုးမွှားအန်ဒီကြောင့်နေသတင်းစာများကိုရေရှည်ထိန်းသိမ်းထားရန်ခက်ခဲသောနိုင်ငံတစ်ခုတွင်
ထိုခေတ်ပြိုင်သတင်းစာများမှအကြောင်းများကိုစာအုပ်ဖြင့်ပြန်လည်ထုတ်ဝေနိုင်ခြင်းသည်အလွန်တန်ဖိုးရှိသောသမိုင်းဆိုင်ရာမှတ်တမ်းတစ်ခုကိုဖန်တီးပေးလိုက်ခြင်းဖြစ်ပါသည်။ဦးလာနှင့်ဒေါ်မာတို့ရေးသားခဲ့သည့်များပြားလှစွာသောစာပေလက်ရာများထဲမှအချို့ကိုသာဤနေရာတွင်အကျဉ်းမျှဖော်ပြခဲ့ခြင်းဖြစ်ပြီးကြီးပွားရေးပုံနှိပ်တိုင်းမှထုတ်ဝေခဲ့သည့်အခြားသောစာရေးဆရာများ၏စာပေလက်ရာများကိုမူခြံလက်ထားခဲ့ပါသည်။စာစုစရင်တဲတွင်ပါဝင်သောစုစုပေါင်းအရေအတွက်မှာ249အုပ်ရှိကာအားလုံးမှာစိတ်ဝင်စားစရာကောင်းလှပြီးအများစုမှာယနေ့ခေတ်သမိုင်းပညာရှင်များနှင့်လူမှုဗေဒပညာရှင်များအတွက်အရေးပါပေလိမ့်မည်။ပုံနှိပ်တိုက်သည်အချိန်တိုအတွင်းပျောက်ကွယ်သွားစေမည့်အပျော်ဘက်စာပေများကိုထုတ်ဝေခဲ့ခြင်းမပြုခဲ့ပေ။နောက်ဆုံးရေးကြီးသည့်အချက်မှာ1963ခုနှစ်တွင်အထက်ဗမာနိုင်ငံစာရေးဆရာအသင်းကိုလူလူဦးလာနှင့်ဒေါ်မာတို့မှဦးဆောင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ထိုအသင်းတည်ထောင်ပြီးမကြာမီမှာပင်စစ်အစိုးရသစ်သည်ရန်ကုန်မြို့တွင်အမျိုးသားစာပေညီလာခံကို1962ခုနှစ်နိုဝင်ဘာလ၌ခေါ်ယူကျင်းပခဲ့သည်။ထိုညီလာခံမှတဆင့်အစိုးရသည်မြန်မာနိုင်ငံတွင်ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေးအတွက်စာရေးဆရာအများစုကိုစည်းရုံးရန်နှင့်ပြည်သူ့အကျိုးပြုဆိုရှယ်လစ်ဘဝတရုတ်ဖော်စာပေများရေးသားရန်တိုက်တွန်းခဲ့သည်။သို့သောမန္တလေးမြို့တွင်အထက်မြန်မာပြည်စာရေးဆရာအသင်းကိုတည်ထောင်လိုက်ခြင်းဖြင့်စာပေလောက၏ဦးဆောင်မှုအခမ်းကဏ္ဍကိုရန်ကုန်ရှိမူဝါဒချမှတ်သူများထံမှလွှဲပြောင်းရယူနိုင်ခဲ့သည်။ထိုအသင်းသည်နေချက်ဆန့်ကျင်ရေးတိုက်ပွဲတွင်ပါဝင်ခဲ့သောစာပေ၏အခမ်းကဏ္ဍနှင့်20ရာစုမြန်မာစာပေအကြောင်းဆွေးနွေးမှုများတွင်ရှေ့ဆောင်ခဲ့သလိုပြည်သူတို့၏လူမှုရေးနှင့်ကိုယ်ကျင့်တရားဆိုင်ရာစိတ်နေသဘောထားများဖွံ့ဖြိုးတိုးတက်စေရန်တနည်းအားဖြင့်နိုင်ငံတော်တည်ဆောက်ရေးကိရိယာတစ်ခုအဖြစ်ဆောင်ရွက်ပေးခဲ့သည်။မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကရန်ကုန်မြို့တွင်တရားဝင်စာပေဆွေးနွေးပွဲများမကျင်းပမီကပင်အသင်းအနေဖြင့်မန္တလေးမြို့တွင်နှစ်ပတ်လည်စာပေဟောပြောပွဲများကိုစတင်ကျင်းပခဲ့ပြီးလူထု၏စိတ်ဝင်စားမှုနှင့်အတူစာပေဆိုင်ရာဆွေးနွေးငင်းခုန်မှုများကိုလည်းဖြစ်ပေါ်စေခဲ့သည်။အသင်းဝင်ချို့သည်မတ်ဝါဒီအမည်များရှိကြသောလေမန္တလေးမှစီစဉ်သူများကအရေးကြီးသည့်ယဉ်ကျေးမှုသမိုင်းဆိုင်ရာခေါင်းစဉ်များကိုဆွေးနွေးရန်အားပေးခဲ့ကြသည်။ပညာရှင်များအပါအဝင်နိုင်ငံရေးနှင့်မသက်ဆိုင်သောနယ်ပယ်အသီးသီးမှဟောပြောသူများကိုဆွဲဆောင်နိုင်ခဲ့ပါသည်။လူလူဦးလာနှင့်ဒေါ်မာတို့အပြင်အသင်းအခြားသောအမှုဆောင်အဖွဲ့ဝင်များမှဆရာတော်ရွှေကိုင်းသားဆရာကြီးဒေါက်တာတန်းထွန်းမောင်ဆွမ်းရီတင်မူမောင်တာနိုးနှင့်ကြည်အောင်တို့ဖြစ်ကြသည်အဆိုပါအသင်း၏စာရန်ဖတ်ပွဲများမှစူးစီးမှုစာအုပ်ပေါင်း9အုပ်ကို1963 1966 1969 1969 1980 1981 1983ခုနှစ်များတွင်ကြီးဝါရေးပုံနှိပ်တိုင်းမှထုတ်ဝေခဲ့ပါသည်အထက်မြန်မာပြည်စာရေးဆရာအသင်းကမြန်မာအစားဗမာကိုသုံးစွဲခြင်းသည်ရည်ရွယ်ချက်ရှိပြုလုပ်ခြင်းဖြစ်သည်အဘဲကြောင့်ဆိုသော၎င်းတို့လက်ခံကျင့်သုံးနေသည့်ရုံးသုံးစာပေဟန်ထက်စကားပြောဟန်အရေးသားသို့မဟုတ်ခေတ်သည့်မြန်မာစာအရေးသားဟန်ကိုပုံမူလူလားသောကြောင့်ဖြစ်သည်ဆရာကြီးဒေါက်တာတန်းထွန်းသည်သူ၏ပညာရေးဆိုင်ရာရေးသားမှုများတွင်စကားပြောဟန်မြန်မာစာကိုအသုံးပြုခြင်းဖြင့်၎င်းသူ၏ကျောင်းသားများကိုစာမေးပွဲဖြေဆိုရာတွင်ထိုသို့ရေးသားခွင့်ပြုခြင်းဖြင့်၎င်းရှေ့ဆောင်လှမ်းပြခဲ့သည်သို့တော်လည်းထိုပြောင်းလဲမှုကိုရန်ကုန်ရှိစာပေလောကသားများအစုကလက်မခံခဲ့ကြသလိုရေဘူးရလက်ခံမှုလည်းမရှိခဲ့ကြပေအကြောင်းမှာထိုသို့စကားပြောဟန်အရေးသားသို့ပြောင်းလဲမှုကိုပြုလှုပ်ဆောင်ပြီးဖြစ်သည့်ကွန်မြူနစ်တရုတ်နိုင်ငံ၏ဩဇာလွှမ်းမိုးမှုအောက်တွင်အဆိုပြုခဲ့ခြင်းဖြစ်သည်ဟုယူဆနိုင်သောကြောင့်ဖြစ်ပါသည်ကြီးဝါရေးပုံနှိပ်တိုက်သည့်1930ပြည့်လွန်နှစ်များတွင်သတင်းစာလုပ်ငန်းမှတဆင့်စတင်ခဲ့ပြီးဒုတိယကမ္ဘာစစ်အပြီး1968ခုနှစ်ထိဆက်လက်ရှင်သန်ဖွံ့ဖြိုးခဲ့သည်1968ခုနှစ်တွင်ဗိုလ်ချုပ်ကြီးနေဝင်းကလွတ်လပ်သောပုဂ္ဂလိကသတင်းစာများအားလုံးကိုထုတ်ဝေခွင့်ပိတ်ပင်ခဲ့သည်ထို့နောက်ပုံနှိပ်တိုက်သည့်အကောင်းဆုံးသောတမိုင်းနှင့်ရည်ကြည်မှုဆိုင်ရာစာအုပ်များကိုပြောင်းလဲထုတ်ဝေခဲ့ပြီး1980ကျော်ခုနှစ်ကာလများအထိဆက်လက်ထုတ်ဝေခဲ့သည်နောက်ပိုင်းတွင်စက္ကူပြက်လက်မှုငွေကြေးဖောင်းပွားမှုနှင့်အစိုးရ၏ရန်လိုမှုတို့ကြောင့်ပုံနှိပ်ထုတ်ဝေမှုနှင့်စာပေဩဇာလွှမ်းမိုးမှုတို့ကိုလျှော့ချခဲ့သည်သို့တော်လည်းပုံနှိပ်တိုက်သည့်ယခုလက်ရှိအ
အစိုးရကိုစိတ်အနှောက်အယှက်ဖြစ်စေမည့်ဝေဖန်မှုအချို့ကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်သည်ဥပမာအားဖြင့်ဥဝင်းနိုင်ကာတွန်း object ၏ဟာသဉာဏ်ပါပြီးနူးညံ့သိမ်မွေ့စွာအတိတ်ပဲဖော်ပြထားသောကာတွန်းများပါဝင်သည့်စာအုပ်ငယ်နှင့်စာအုပ်ငယ်နှစ်အုပ်ကို1992ခုနှစ်နှင့်1994ခုနှစ်များတွင်ထုတ်ဝေခဲ့သည်1995ခုနှစ်နိုဝင်ဘာလတွင်ကြာရောက်သည့်အသက်80ပြည့်ဝင်းနှင့်အထိမ်းအမှတ်ဖြင့်ဒေါ်မာသည်သူမ၏ကိုယ်တိုင်၏အထုပ်ပတ်တိပထမတွဲကိုထုတ်ဝေခဲ့ပြီးတနမဂ္ဂဇင်းနှင့်စာပေဂျာနယ်ကဲ့သို့သောလွတ်လပ်သည့်လစဉ်မဂ္ဂဇင်းများတွင်သူမ၏အမှတ်တရဆောင်းပါးများကိုဆက်လက်ရေးသားပေးပို့လျက်ရှိသည် Anna L translated by ကိုလိုင်းတစ်ရွတ်ဖတ်သူစုရင်တွေကျေးဇူးတင်ပါတယ်